ဒီနေ့တော့မသိတဲ့စကားလုံးတွေကို DeepSeek ကိုစမ်းပြီးမေးကြည့်ပါတယ်။ DeepSeek ကရလာတဲ့အဖြေကအဓိပ္ပာယ်ကောက်ရတာပိုပြီးအဆင်ပြေအောင်တွေ့ရပါတယ်။ Drawing time မှာတော့ Zentangle pattern လေးကိုပဲဆက်ပြီးလေ့ကျင့်သွားပါဦးမယ်။ Zentangle pattern လေးတွေကမှာတရွက်ပုံစံနဲ့ဆင်တဲ့ pattern လေးကိုရွေးထားပါတယ်။လက်အရန်ညောင်းပြီးအချိန်လည်းအတော်ယူရပါတယ်။အချိန်2 နာရီကြာပြီးတဲ့နောက်မှာဆွဲလို့ပြီးသွားပါပြီခင်ဗျာ Day 15 vlog လေးရတော့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်